ကုန်ယူပါတယ်ဒီညတင်တို့တငယ်ချင်းတွေကမ်းခြေမှာညအိတ်ကြမှာပါဒါပေမဲ့တယောက်ချင်းစီလိုက်နိုင်ရမယ်တာဝန်နဲ့စီကံတွေရှိပါတယ်စီကံဖောင်းနိုင်ခြင်းရှိတဲ့သူဇက်ဆောင်၅ကြောင့်ကမ်းခြေမှာထာဝရမနေခြင်းရင်တငယ်ချင်းတွေကိုမရှင်းကော်ပြီးအခုကလေးကတတိပေးထားပါဆက်ဆောင်တဲ့ပင်လယ်အော်သူတာဝန်ကနိုင်ဝတ်တခါပင်လယ်ဘက်ကိုလှည့်ပြီးငါတို့ဒီမှာရှိရလို့အတန်ကုန်အော်ဟဲရပါမယ်စီကံပင်လယ်တွေကနေတင့်အတန်တိုင်းမယ်ငါတို့လည်းဒီမှာရှိရလို့ပြန်အော်တန်ချားရင်အော်ရာကိုချက်ချင်းရက်ပြီးပါဆက်ကိုပိတ်ထားပါဆက်ဆောင်နဲ့တဲတောင်ဆောင်တာဝန်ကတင်းတို့ဘေးပတ်လေကတဲဒီပေါ်မှာတစုံတယောက်လမ်းလျှောက်နေသလားဆိုတာအမြဲဆောင်ကြည့်ရပါမယ်စီကံတဲပေါ်မှာဘယ်သူမှမရှိပဲခြေရာတွေကတင့်စီကိုဥတီပြီးပေါ်လာတာတွေ့ရင်မျက်လုံးကိုချက်ချင်းပိတ်ပြီးဒီနေရာကငါနေရာမဟုတ်ပါလို့တုံးချင်ရွတ်ဆိုပါဆက်ဆောင်တုံးရှင်ငုတ်တူတာဝန်ကပင်လယ်ထဲကနေကမ်းပေါ်ကိုတက်လာမယ့်ပစ္စည်းမှန်သမျှကိုစုဆောင်းရပါမယ်စီကံရေဆိုနေတဲ့ရှေးဟောင်းရုပ်တရုပ်ပါလာတာတွေ့ရင်လုံးဝလက်နဲ့မထိပါနဲ့ဆက်ဆောင်လေးမိပြသူတာဝန်ကလက်နှိပ်တမီနဲ့ပင်လယ်ပြင်ကိုအမြဲလှည့်ထိုးနေရပါမယ်စီကံဓမီအလင်းထဲမှာလူတယောက်ရုပ်တရက်ပေါ်လာရင်ဓမီအလင်းကိုအဲ့ဒီလူစီမှာလုံးဝမရထားပါနဲ့ဆက်ဆောင်ကအရင်ဆုံးစီကံဖောက်မဲ့သူတာဝန်ကအရင်ဆုံးစီကံဖောက်ဖျက်ရပါမယ်တင်ငယ်ချင်းတွေမသိခင်စီကံတစ်ခုကိုဖောက်ဖျက်ပါတင်တို့တွေဇက်ဆောင်9ကိုမျက်စိအောက်ကပြောင်းမခံမဲဆောင်ကြည့်ပါဇက်ဆောင်9ကချင်းရင်နောက်ကျမှရောက်လာတဲ့သူမုတ်အများဆုံးစားတတ်တဲ့သူပါပြန်ကောင်းပါစေ